It's currently 3:35 and I'm leaving soon. အားလုံးပဲမင်္ဂလာပါဒီ vlog ကတော့ကျွန်တော်မလေးရှားကိုထွက်လာတော့ငါရိုက်ခဲ့တဲ့ vlog ပဲဖြစ်ပါတယ်။လေယာဉ်က9နာရီလောက်မှတပတ်ချမှာဆိုတော့လေဆိပ်ကို4နာရီလောက်ရောက်သွားခဲ့တယ်။ကျွန်တော်တို့ Kuala Lumpur International Airport ကို17ကျော်လောက်မှရောက်တယ်ရောက်တာနဲ့ EMGS ကိုအရင်သွားပြီးတော့လှုပ်ရှားရှားလောက်တဲ့ fountain ရှားရှားတင်ခဲ့ပါတယ်luggage လဲကောက်လက်ပြီးပြီဆိုတော့မြို့ရဲကိုထိုးပါပြီနိုင်ဝက်ကြော်လောက်ကားစီးပြီးတော့ Airbnb ကိုရောက်လာပါပြီဒီအခန်းကနှခမ်းပါတယ်တားကြီးလည်းမချီဘူးတားကြီးလည်းမချေဘူးလို့ပြောလို့ရတယ်ကျွန်တော်တို့အခန်းလဲ check in ပြီးပြီဆိုတော့နေ့လည်စာလည်းမစားရသေးဘူးအချိန်ကလည်း3နာရီကျော်နေပြီဆိုတော့ lunch အရင်သွားစားပါမယ်ဒီ Airbnb အရှိနားလောက်မှာဆိုင်ကြီးအများကြီးရှိရဲအဲ့ထဲမှာကျွန်တော်တို့အဆင်ပြေတဲ့ဆိုင်တစ်ဆိုင်မှာတော့ဝင်စားခဲ့ပါတယ်စားပြီးတော့ကျွန်တော်တို့ rent ထားတဲ့အရင်အတွက်ပစ္စည်းလိုအားနဲ့ Seven Pyramid ကိုသွားခဲ့တယ်
ဒီဂျပန်ဆိုင်ကတော့ဒီတိုလီမုတ်ဆာကအစအကုန်ရတယ်ဈေးလည်းတိတ်မဆိုးဆိုရတဲ့ပါတယ်ဝယ်စရာရှိရတယ်ဝယ်တဲ့ပတ်စရာရှိတာပတ်ပြီးတော့မော်ရီယာဆိုင်တစ်ဆိုင်မှာပဲညစာအဝင်စားခဲ့ပါတယ်ဒါကတော့7 pyramid မှာရှိတဲ့ ice skating ကွင်းကြီးပဲဖြစ်ပါတယ်โอเคကိုကညလဲတော့မိုးချုံနေပြီတနေ့ကုန်လဲပြင်မဲ့နေပြီဆိုတော့ Airbnb ကိုပြင်ပါပြီအခုမှစရောက်တာဆိုတော့တခန်းလုံးလဲရှုပ်ပွားနေပြီအခုလိုအဆုံးနေကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းစီတော့အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်မလေးရှားမှာဘယ်လိုသွားမလဲ Student Life မလေးရှားမှာဘယ်လိုရှိလဲဆိုတာစတဲ့ကွန်တက်များစွာထပ်ပြီးတင်ပြဖို့ရှိတဲ့အတွက် subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့အောင်နောက် vlog မှာပြန်ဆုံပါမယ်